Hello ဘွားမလေးနော်ဒီလိုနင်းချပြီးမှလေကြောင်းသွားရမယ်ဆိုတဲ့အရာကိုလေအရင်ကလေအဲ့မဲ့ပဲစိတ်ကူးပဲရှိခဲ့တာကွာဒီလိုအေဂျီအထူဒီဝင်မှလေအဲ့လိုနေချင်ခဲ့တဲ့စိတ်ကူးလေနီးနေကြပြီးမှလေအဲ့လိုကြောင်းသွားမယ်အလုပ်သွားမယ်အဲ့လိုမျိုးကလေအဲ့မဲ့ပဲရှိခဲ့တာပေါ့နော်ဒါပေမဲ့ဒီ2024ရောက်ပြီးနောက်ပိုင်းမှာတော့တကယ်အကောင့်ထဲပေါ်ခွင့်ရသွားပြီပေါ့နော်အရာလုံးကကျေးဇူးတော်ပါပဲလို့နော်ဖျားတဲ့ကျေးဇူးတော်ကြောင့်ဖြစ်ပါတယ်ခုတလောကအင်ဇန်ပြည်ရဖြစ်တဲ့အတွက်ကြောင့်မို့အတန်းတစ်ချိန်တချို့ရှိတဲ့တချို့ကြတော့အင်ဇန်တွားရတယ်ပေါ့နော် examination ရှိတဲ့အတွက်ကြောင့်မို့ libraryမှာ study လုပ်တယ်ဘာဖြစ်လို့လဲဆိုရင်ဒီကသူတို့ရဲ့ teaching method ကကျောင်းသားတွေလုပ်ရတဲ့ကျောင်းသားတွေဖက်ကအားဆိုင်ရတာပုံများတယ်ကွာဒီလားဒီ professor တွေပေးတဲ့ဟာဆိုရင်1ရတိရခိုင်လို့ပဲရှိတော့1% ပဲရှိတယ်ပေါ့နော်ကျောင်းသားတွေကကျောင်းသားတွေကဘာလုပ်ရလဲဆို99.99%ခိုင်တော့ကိုရဲ့စာတွေကိုလုပ်ရကွာဒီအစီလို winter semester မှာစခင်ကွာထိုင်တပတ်ထွက်တဲ့အချိန်မှာလေထိုင်တပတ်မှာကျွန်တော်တို့ရဲ့ student IP ရဲ့ website ထဲမှာလေကျွန်တော်တို့ကျောင်းရဲ့ကိုပိုင်ကျောင်းသားတယောက်ဆို900အကောက်ရှိတယ်ကွာအဲ့ဒီထဲမှာထိုင်တပတ်ထပ်ပြီးတော့ဒီ professor ကဘာတင်လဲဆိုတာအကုန်လုံးသူက detail လုပ်ထားပြီးသားကွာအဲ့ဆိုဘယ်နေ့မှအတန်းမရှိဘယ်နေ့မှအတန်းရှိတယ်အခန်းနံပါတ်ကဘယ်မှာလဲအခန်းကဘယ်နားမှာလဲဘယ်ချာအခန်းပြောင်းသွားမယ်လဲစသဖြင့်အကုန်လုံးရေးထားတယ်အဲ့လိုမျိုးလေအဲ့ဆိုအဲ့ထဲမှာ upload လုပ်ထားတဲ့စာတွေကို test တွေကိုကွာမဖတ်ဘူးလေမလားဘူးဆိုရင်အတန်းထဲမှာလေအားလို့ပဲဘာမှပြောလို့မရတော့ဘာမှပြောစရာလည်းမရှိဘူး discussion လည်းမရှိဘူးသူတို့စီမှာစာတင်နေဆိုတာတိတ်မရှိဘူးကွာစာကြည့်တာအားကိုးတဲ့နေရာမလို့အရင်တော့ကလေတက်ကတော်မှာတော့ရေးစာလို့ဆက်မလို့ဘူးလို့ထင်ထားတာဘယ်ဟုတ်မလဲဒီမှာရောက်လာတော့ငါချထားတယ်လေစာအတကောလုပ်တယ်လို့အရန်စာလုပ်တယ်သူတို့လေ library မှာဆိုလေအခုဆိုလေအကြီးကြီးပဲတော့ central library မှာလေအဲ့ဒီ central library မှာဆိုရင်ကျွန်တော်တို့အကြောင်းရ library မှာဆိုရင်လူတွေများလို့အခုချိန်တွဲလူနေရာရှောင်တွေ့ရပါကွာဒီ9နှစ်ခါရတော့ဒီအပန်းဖြေလိုမျိုးနေရာစာကြည့်ရမောပြီးမှစာလုပ်ရမောပြီးမှနေတဲ့နေရာတွေအကလို့ဒီအကလို့ coffee မှာရောထိုင်နေနေရောစာအရှာလုပ်တယ်စာမလုပ်တဲ့လူကကျွန်တော်ပဲပေါ့နော်အဲ့လိုမျိုးဖြစ်နေတာအဲ့ဒါပြောပြချင်တာပါဟိုကတော့ကြည်တက်ကတူဝင်ရောက်တော့မယ်အများကြီးပဲchoose bye bye